မင်္ဂလာပါခင်ဗျာအားကစားမှတ်စုအစီအစဉ်ကနေကြိုဆိုပါရစေဒီတစ်ခါမှာဒီနေ့ညမှာရှင်ပြိုင်ကစားဖို့ရှိနေတဲ့လီဗာပူးအသင်းနဲ့နျူကာဆယ်အသင်းတို့ရဲ့ EFL Cup ပိုလူပွဲရဲ့ပွဲကြိုသုံးသက်ချက်ကိုတင်ဆက်ပေးပါမယ်ဒီပိုလူပွဲကိုအင်္ဂလန်ရဲ့အထင်ကရဖြစ်တဲ့ဝမ်ဘလီကွင်းကြီးမှာရှင်ပြိုင်ကစားကြမှာပါနျူကာဆယ်အသင်းက EFL Cup အကြိုပိုလူပွဲမှာအာဆင်နယ်အသင်းကိုနှစ်ကြော်ပေါင်းရလက်၄ဂိုးမရှိနဲ့အနိုင်ရပြီးပိုလူပွဲကိုတက်လာခဲ့တာပါလီဗာပူးအသင်းကစပါအသင်းကိုနှစ်ကြော်ပေါင်းရလက်၄ဂိုးတကူနဲ့အနိုင်ရပြီးပိုလူပွဲကိုတက်ရောက်လာခဲ့တာပါတခြားသုံးသက်ချက်တွေမပြောခင်ဒီပွဲရဲ့ထူးခြားမှုတချို့အကြောင်းကိုအရင်ပြောပြရစီပထမဆုံးအချက်ကနျူကာဆယ်အသင်းဖလားမရတာ290ကျော်ပြီဆိုတဲ့အချက်ပါနောက်ဆုံးဖလားရခဲ့တာက1955ခုနှစ်မှာ FA ဖလားမှာပူဆွဲခဲ့တာပါဖလားနဲ့နျူကာဆယ်ဝေးကွာခဲ့တာရပ်ပေါင်းအပြင်25,514ရက်အထိရှိခဲ့ပါပြီနောက်တစ်ချက်ကတော့နျူကာဆယ်အသင်းရဲ့နီးပြအက်ဒီဟောင်းသာပူဆွဲခဲ့မယ်ဆိုရင်အင်္ဂလန်နီးပြတွေထဲမှာပြည်ရင်းဖလားစုခူးနိုင်တဲ့နီးပြ9ယောက်မြောက်နီးပြဖြစ်လာမှာပါအင်္ဂလန်နိုင်ငံသားနီးပြတွေတဲကနောက်ဆုံးဆူဖလာရခဲ့သူက Harry Redknapp ပါ2008ခုနှစ် FA Cup မှာ Portsmouth အသင်းကိုကင်တွယ်ခြင်းက Cardiff City အသင်းကိုတကူးကူးမရှိနဲ့အနိုင်ရပြီးပိုဆွဲခဲ့တာပါလီဗာပူးကတော့ဒီဖလားရဲ့လက်ရှိချန်ပီယံဖြစ်ပြီးဒီနေ့ပွဲမှာအနိုင်ရခဲ့ရင် EFL Cup ရဲ့နှစ်နှစ်ဆက်ချန်ပီယံဖြစ်မှာပါဒါဟာနီးပြအာနီစလော့အတွက်လည်းလီဗာပူးအသင်းအတွက်ပထမအဦးဆုံးဆူဖလာဖြစ်လာမှာပါဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုတွေအကြောင်းကိုပြောရအောင်ပါဒီနှစ်သင်းရဲ့ဒီချိန်ထိပ်တိုက်တွေ့ဆုံမှုကအကြိမ်190ပြည့်မြောက်တဲ့ပွဲပါအရင်189ချိန်မှာလီဗာပူးက94ချိန်နိုင်နျူကာဆယ်အသင်းကအချိန်90နိုင်ပြီး45ချိန်တည်ကျခဲ့ပါတယ်ဒီနှစ်တွေ့ဆုံမှာတော့လီဗာပူးအသင်းကတပွဲနိုင်တပွဲတည်ရလက်ကိုရရှိထားပါတယ်နျူကာဆယ်အသင်းကလီဗာပူးအသင်းနဲ့တွေ့တိုင်းရုန်းကန်ရလိရှိပါတယ်နောက်ဆုံး10ပွဲတွေ့ဆုံခဲ့ရမှာ9ချိန်ရှုံးနိမ့်ထားပြီးတစ်ချိန်သာတည်ကျခဲ့ပါတယ်ဒီနှစ်သင်းဘောလူပွဲမှာနောက်ဆုံးတွေ့ခဲ့တာက1984ခုနှစ် FA Cup မှာဖြစ်ပြီးအဲ့ဒီတုန်းကလီဗာပူးက3ဂိုး9မရှိနဲ့အနိုင်ရခဲ့ပါတယ်အခုတော့နှစ်ပေါင်း90ကြာမှာနောက်ထပ်ဘောလူပွဲတစ်ပွဲကိုကစားကြမှာပါလက်ရှိဒီနှစ်သင်းရဲ့ခြေစွမ်းတွေကိုကြည့်ရမယ်ဆိုရင်လီဗာပူးအသင်းကပြိုင်ပွဲစုံနောက်ဆုံး9ပွဲမှာ PSG အသင်းကိုရှုံးနိမ့်တဲ့ပွဲစဉ်တစ်ပွဲပဲရှုံးနိမ့်ခဲ့တာပါကျန်တဲ့4ပွဲကိုအနိုင်ရထားပါတယ်နျူကာဆယ်အသင်းကတော့နောက်ဆုံး9ပွဲမှာ3ပွဲရှုံးပြီး2ပွဲပဲနိုင်ထားပါတယ်လီဗာပူးအသင်းဟာဒီနှစ်ပရီးမီးယားလိအသင်းတွေထဲမှာခြေမှန်ဆုံးအသင်းလို့ဆိုရမှာပါပရီးမီးယားလိမှာရှုံးပွဲတစ်ပွဲသာရှိပြီးမှတ်ပေးစရာထိပ်ဆုံးမှာရှိနေတာပါဒီပွဲရဲ့သတိထားရမယ့်တိုက်စစ်ကစားသမား2ဦးအကြောင်းကိုပြောရအောင်ပါလီဗာပူးအသင်းရဲ့တိုက်စစ်မှုမိုဟာမက်ဆာလက်ကသူ့ကစားသမားဘဝရဲ့အမြင့်ဆုံးစွမ်းဆောင်ရည်တွေကိုထုတ်ပြနေပါတယ်ဥရောပထိပ်တန်းလိ9ခုထဲမှာဒီယာတီပြိုင်ပွဲပေါင်းစုံရာ9နဲ့ဂိုးဖန်တီးမှုအများဆုံးကစားသမားပါစုစုပေါင်းသွင်းဂိုး32ဂိုးသွင်းပြီး22ကြိမ်ဂိုးဖန်တီးထားတာပါသူနဲ့အနီးဆက်ဆုံးရှိတဲ့ကစားသမား Harry Kane က29ကြိမ်ရယူထားပြီးတော့15ကြိမ်ပိုတာအောင်စွမ်းဆောင်ထားနိုင်သူပါတစ်ဖက်မှာလည်းနျူကာဆယ်အသင်းမှာအားထားရတဲ့တိုက်စစ်မှု Alexandra Isak ရှိနေပါတယ်ဒီတိုက်စစ်မှုကလီဗာပူးနောက်ခံလူတွေကိုဒုက္ခပေးနိုင်သူပါဒီရာသီပြိုင်ပွဲပေါင်းစုံဂိုး20သွင်းထားတဲ့တိုက်စစ်မှုကလီဗာပူးအသင်းနဲ့တွေ့တိုင်းစွမ်းဆောင်ရည်ကောင်းတွေပြသနေသူပါလီဗာပူးအသင်းနဲ့တွေ့တဲ့နောက်ဆုံး9ချိန်မှာ3ဂိုးသွင်းပြီးတစ်ချိန်ဖန်တီးပေးထားတာကြောင့် Isak ကိုလီဗာပူးနောက်ခံလူတွေဘယ်လိုထိန်းချုပ်ကစားမလဲဆိုတာကဒီပွဲရဲ့စိတ်ဝင်စားစရာတစ်ချက်ပါဒီနေ့ပွဲမှာလီဗာပူးအသင်းရဲ့နောက်ခံညာအဆွန်လူနေရာတွေအတွက်ဖြည့်ရှင်းရဖို့ရှိနေပါတယ်အာနိုဘရက်ဒလီဂိုးမတ်တို့ဒဏ်ရာရနေတာကြောင့်အဲ့ဒီနေရာအတွက်လူငယ်ကစားသမားလေးကွမ်ဆက်ကိုထည့်သွင်းကစားမလားဒါမှမဟုတ်ကာတီဂျုံကိုပဲတာဝန်ပေးမလားဆိုတာစောင့်ကြည့်ရမှာပါနျူကာဆယ်အသင်းမှာလည်းအားထားရတဲ့ကစားသမားဘော့မန်ဟောတို့ဒဏ်ရာကြောင့်ဒီနေ့ပွဲကိုမပေါ်ဝင်နိုင်သလိုအသင်းရဲ့ဘဲတောင်မန်ကစားသမားဂေါ်ဒွန်အနီးကပ်ပြစ်ဒဏ်ကြောင့်ဒီပွဲကိုလွှဲချော်မှာပါဒီပွဲဟာဘူလူပွဲဖြစ်တာကြောင့်နှစ်သင်းလုံးအနိုင်ရဖို့ပုံမှန်ထပ်ပိုပြီးကြိုးစားကြမှာပါလီဗာပူးအသင်းကတော့ဒီဂျာယက်မှာ PSG နဲ့မိနစ်120အထိကစားရတာကြောင့်ပွဲပန်းမှုရှိနိုင်ပါတယ်။နျူကာဆယ်အသင်းကတပတ်လောက်အနားရပြီးဒီပွဲကိုကြိုတင်ပြင်ဆင်ထားမှာပါ။ဒီပွဲရဲ့အနိုင်အရှုံးကိုဆုံးဖြတ်ပေးမှာကကွင်းလဲလို့ယူဆမိပါတယ်။တိုနာလီဂွီမာရီစ်နဲ့ဂျိုလင်ဒန်တို့ရဲ့ကွင်းလဲကနားလည်မှုရောကြန့်ခိုင်မှုအပိုင်းမှာအမြင့်ဆုံးမှရှိနေပါတယ်။တစ်ဖက်မှာလည်းလီဗာပူးအသင်းရဲ့ဒီရာသီရလက်ကောင်းတွေရနေတဲ့အဓိကအချက်ကလီဗာပူးအသင်းရဲ့ကွင်းလဲကစားအားပါ။ဆာဘော့စ်လိုင်းဂရာဗန်ဘတ်နဲ့မက်အီလီစတာတို့ရဲ့ကွင်းလေမောင်းနဲ့အားကတသင်းလုံးရဲ့အသက်ပါပဲနှစ်သင်းလုံးကတောင်ပန်ကစားပုံကောင်းကြသလိုရတဲ့အခွင့်အရေးကိုရသလိုအသုံးချနိုင်တဲ့တိုက်စစ်ကစားသမားတွေလည်းရှိနေပါတယ်တတိထားစရာတစ်ခုကတော့လီဗာပူးနောက်ခံလူတွေနဲ့ဂိုးသမားအဲလီဆင်တို့ရဲ့ကြားကနားလည်မှုပါနောက်ဆုံးကစားခဲ့တဲ့ဆောက်သင်တန်နဲ့ပွဲမှာအမှားလုပ်ခဲ့သလို PSG နဲ့ပွဲမှာဒမ်ဘီလီသွင်းယူခဲ့တဲ့ဂိုးကလည်းနားလည်မှုလွဲခဲ့တာကြောင့်လို့ဆိုရမှာပါဒီလိုအမှားမျိုးဘူလူပွဲမှာထပ်မံမကျူးလွန်မိဖို့တော့အရေးကြီးပါတယ်နျူကာဆယ်ဘက်မှာလည်းနောက်ခံအဆွန်လူတွေကလီဗာပူးရဲ့တိုက်စစ်ကိုထိန်းချုပ်နိုင်ပါမလားဆိုတာဒီပွဲအတွက်အရေးကြီးစဉ်းစားစရာပါထရစ်ပီယာရဲ့ကြန့်ခိုင်မှုက DS ကိုထိန်းချုပ်နိုင်ဖို့လုံလောက်ပါမလားပြီးတော့
စာလက်ရဲ့ပွဲပေါ်နားလည်နိုင်မှုနဲ့အဆုံးသက်တွေကိုရောနျူကာဆယ်ဘယ်လိုထိန်းချုပ်နိုင်မလဲဆိုတာကစောင့်ကြည့်ရမှာပါနှစ်90ကြာဖလားတွေနဲ့ဝေးကွာနေတာကိုအဆုံးသတ်ဖို့နျူကာဆယ်တို့စူးစမ်းလာမှာဖြစ်တယ်လို့ချန်ပီယံလိနဲ့ FA ဖလားပွဲတွေကနေထွက်ခွာရပြီးတဲ့နောက်လီဗာပူးဟာသူတို့ရဲ့အကောင်းဆုံးပုံစံနဲ့ဒီရာသီပထမဆုံးဖလားကိုရယူဖို့ဆန္ဒပြင်းပြနေမှာပါမိုဆာလက်ဦးဆောင်တဲ့တိုက်စစ်ကိုနျူကာဆယ်အသင်းထိန်းချုပ်နိုင်ပါမလားအီဆက်ရဲ့ရတဲ့အခွင့်အရေးကိုအသုံးချနိုင်တဲ့စွမ်းရည်တွေကပဲလီဗာပူးကိုဒုက္ခပေးသွားနိုင်မလားဆိုတာကပွဲမှာကြည့်ရမှာပါဒီပွဲကိုအနိုင်ရမယ့်အသင်းကိုရွေးရမယ်ဆိုရင်အတွေ့အကြုံရှိပြီးနီးဗျူဟာကောင်းတဲ့လီဗာပူးအသင်းရဲ့တိုက်စစ်ကြောင့်လီဗာပူးအနိုင်ရသွားဖို့ရှိတယ်လို့ယူဆမိပါတယ်ဒီပွဲကိုမြန်မာစံတော်ချိန်ည7:00 နာရီဝင်ပလီကွင်းမှာကစားကြမှာပါပြည်သက်တွေကဒီပွဲကိုဘယ်အသင်းနိုင်ရမယ်လို့ယူဆလဲကွန်မန့်မှာရေးပေးသွားလို့ရပါတယ်ပြည်သက်များအားလုံးကိုကျေးဇူးတင်ပါတယ် Sport Note Channel လေးကို Subscribe လုပ်ပေးဖို့တောင်းဆိုပါရစေပြည်သက်များအဆင်ပြေပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးပါတယ်